အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘ ഹു တုတနဲ့ခွန်အားပြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးတော့အားပေးခဲ့ကြပါအောင်ခင်ဗျာဒီကနေ့မှာတော့မရှိတော့တဲ့အခါဆိုတဲ့စာသားလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဘဝမှာနုပြိုခြင်းတွေမရှိတော့တဲ့အခါအိုမင်းရင့်ရော်ခြင်းတွေကိုလည်းလက်ခံနိုင်အောင်ကြိုးစားပါနုပြိုခြင်းရဲ့အဆုံးသတ်ဟာအိုမင်းရင့်ရော်ခြင်းပဲဖြစ်ပါတယ်ကျမ်းမာခြင်းတွေမရှိတော့တဲ့အခါမကျမ်းမာခြင်းတွေကိုလည်းသိခံနိုင်အောင်ကြိုးစားပါကျမ်းမာရေးဆိုတာအမြဲတမ်းကောင်းမွန်မနေနိုင်ပါဘူးလှပခြင်းတွေမရှိတော့တဲ့အခါအကြီးတန်းခြင်းတွေကိုလည်းအလှတရားတွေအဖြစ်ရှုမြင်နိုင်အောင်ကြိုးစားပါအကြီးတန်းတဲ့နေ့ရက်တွေလည်းကြုံတွေ့ရအောင်ပါချမ်းသာခြင်းတွေမရှိတော့တဲ့အခါဆင်းရဲခြင်းတွေကိုလည်းခံနိုင်ရရှိအောင်ကြိုးစားပါဘဝဟာအမြဲတမ်းမချမ်းသာနိုင်ပါဘူးအနာမှာဘယ်သူမှမရှိတော့တဲ့အခါအထီးကျန်ခြင်းကိုလည်းတည်ငြိမ်စွာခံယူတတ်ဖို့ကြိုးစားပါရှင်သန်ခြင်းနေ့ရက်တွေမရှိတော့တဲ့အခါတေဆုံးခြင်းကိုပြုံပြုံလေးလက်ခံနိုင်အောင်ကြိုးစားပါရှင်သန်ခြင်းဟာတေဆုံးခြင်းမှာအဆုံးသတ်ပါတယ်လောကရဲ့အမှန်တရားတစ်ခုဟာမတည်မြဲခြင်းပဲဖြစ်ပြီးမတည်မြဲခြင်းကသာတည်မြဲခြင်းနေရမှာပါဘယ်အရာမှမတည်မြဲဘူးလို့စိတ်မှာအမြဲတတိပေးနေရင်သင်ဟာဒုက္ခတွေကိုခံနိုင်ရရှိလာလိမ့်မယ်ကိုယ်ပိုင်ဆိုင်တဲ့အရာအလုံးဟာတနေ့မှာကိုယ်နဲ့မဆိုင်တဲ့အရာတွေဖြစ်ကုန်လိမ့်မယ်တက်ရှိတက်မဲ့အရာအလုံးဟာကျွန်တော်တို့နဲ့ခဏတာပဲပတ်သက်ခွင့်ရတာပါမရှိတော့တဲ့အခါတွေးပြီးကြောက်ဖို့မဟုတ်ပါဘူးမရှိတော့တဲ့အခါကြိုတင်ပြင်ဆင်နိုင်ဖို့ပါခင်ဗျာကျွန်တော်ကကိုငယ်ပါ